全然問題なし。ကားပေါ်ရောက်ပါပြီအခုကကျွန်တော်တို့ပဲသွားလို့ဆိုရင် Ministry of Foreign Affairs ကနေပြီးတော့ officials တွေနဲ့တော့တွေ့တယ်ပေါ့နော်ဒီကလူကြီးတွေနဲ့အိမ်မှာတော့တွေ့ကြတယ်နေတော့ hotel ကနေပြီးတော့နေတော့သွားတယ်ခင်ဗျာဒီကလည်းနေတော့လမ်းတယ်ဒီမှာလမ်းမှာပေါ့နော်ဒီကျောင်းသားလေးတွေတန်းစီပြီးတော့ excursion ဆိုလာမသိပါဘူး။တော့နေကြတော်တော်လေးစိတ်ကရှိရပါတော့။လမ်းတွေဆိုတာလည်းတက်နေတော့လည်းမျိုးပြီးတော့အရင်တွေကလည်းအရင်စိတ်ကရှိတယ်။မီးနေတွေပါတယ်ဆိုရင်လုံးဝပဲလိုမျိုးပေါ့ဖြစ်သွားတာ။လုံးဝထည့်ပြီးတော့မမအောင်ဘူး။ကားတွေတစ်စီးမှမရှိရင်လေလူကူငင်းတွေကဆိုလေလူတွေကလည်းမကူ။အဲလိုမျိုးဟိုမီးနေပြတာဘူးမှမကူဘူးပေါ့နော်အဲ့လိုမျိုး။ So actually it's originally from China and then they modernized Is it Mandarin or Japanese? it's a katakana direct translation of English like shitoberi to mean silk hat so for example when we say t sound but they say to like that d when we say d they say do like that you know it's a little bit difficult to explain Actually, I'm understanding. But this one is hard, isn't it? sorry this one is like a consento Consent. consent you know consent we need to request for consent before we do something like that so it's a direct translation consento like that it's a kind of information right? ကျွန်တော်တို့ Ministry of Foreign Affairs ရောက်ပါပြီဒါဗီဒီယိုရောမရိုက်ရဘူးပေါ့နော်ဒီကျွန်တော်တို့ area ပေးရတဲ့အာဆာဖူဆာ district မှာရှိတဲ့ဟိုဆန်ဆိုဂျီ temple လို့ခေါ်တဲ့နေရာကိုသွားတာပေါ့နော်နည်းနည်းတော့ဝေးတာပေါ့ is ကားပေါ်မှာထင်ပြီးတာကျတော့ဘုရားကျောင်းနဲ့တက်တဲ့ပြီးရှင်းပြတာပေါ့နော်ဒီလိုဆိုကျွန်တော်တို့မြေပုံလေးပေးထားတယ်ပြီးတော့ဒီပါလေးရှင်းပြရတယ်ပေါ့နော် I circle use my pink pen and mine was actually blurred. Do you see the pink cross? Yes, that's where we get off the bus. Then we use sandwich. Religions were closely related to each other. They were syncretized. 全然問題なし。I feel cold လမ်းကျကိုကိုစောင်းနေတာ Crossing straight mountain. ဒီ temple ကိုရောက်ပြီပေါ့နော်။အဲ့မြင်ရပြီ။မြင်ရပြီ။အကျဉ်းလာတယ်။လူတွေကလည်းအများကြီး။ဒီလိုပေါ့နော်။ဒီလိုနိုင်ငံခြားလူတွေလည်းအများကြီးတွေ့တယ်။ အိမ်မှာပေါ့နော်အကျွေးစစ်လေးပြစ်ပြီးတော့အဲ့လိုမျိုးပါလို့စုတောင်းလို့ရတယ်ဆိုပြီးတော့ဒီမှာယူဆပေါ့နော်အဲကျွန်တော်တို့လုပ်ခဲ့ပါတယ်ပြီးတော့ဒါကလည်းဟိုပါပေါ့နော်ဒီအခိုးငွေတွေထင်းပြီးတော့ကျမ်းမာရေးကောင်းတယ်လို့မျိုးပေါ့ကာမီနာရီမောဘောနော်မောဆိုတာက
ကာမနာကြီးဆိုမိုးချိုခေပေါ်ရန်နာမကြည့်ပေါ့ဒီနေ့ကဒီလောက်ပါပဲနောက်ဘလော့မှာပြန်တွေ့ကြမယ် bye bye see you